အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ရဲ့ဒီ client တယောက်ရဲ့ကျွန်တော် AI agent ကိုကျွန်တော် train ထားပြီး output တွေကိုကျွန်တော်အနေနဲ့ပြသွားပြမှာဖြစ်ပါတယ်ကျွန်တော် AI agent တွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ improve ဖြစ်လာပြီဗျာတနေ့ဟိုတွေတက်တွေလည်းထွက်လာလို့တိုးတွေလည်းထွက်လာပြီဗျာအဲ့တော့ပို့ပြီးတော့ကျန်းလာပြီဗျာအဲ့တော့မိတ်ဆွေတို့အနေနဲ့နောက်ကြမကြံခဲ့တဲ့တော့ဗျာဒီပုံလေးကြည့်မယ်ဆိုရင်ကျွန်တော် trainer ရဲ့ agent ဆိုရင်မြန်မာစာကိုလည်းကောင်းအောင်ဖြည့်တတ်တယ်ပြီးသူ့မှာ thinking တွေ reasoning တွေလည်းရှိတယ်ဗျာလူတစ်ယောက်လည်းမျိုးသူနဲ့တွေးနိုင်တယ်ဘယ်လိုအခြေအနေကြရင်ဘယ်လိုပြန်ဖြေရမလဲဆိုတော့သိတယ်ဗျာဒီမှာဆိုရင် visa ကိစ္စတွေကကျွန်တော်တို့စီမှာအတိအကျဖြေဖို့လွယ်တဲ့ကိစ္စဖြစ်တဲ့အတွက်ကျွန်တော် counselor တွေပြန်ဆက်သွယ်ဖို့ကျွန်တော်ပြော counselor တွေသူ့အနေနဲ့ဆက်သွယ်ခိုင်းတယ်ဗျာကြာရင်ဆက်သွယ်ပေးပါလိမ့်မယ် visa ကိစ္စတွေသူမကိုင်းထွင်တိုင်းဗျာအဲ့တော့ counselor ကိုင်းထွင်ပြီး counselor ကိုပဲသူ့အနေနဲ့ကိုင်းထွင်ခိုင်းလိုက်တယ်ပြီးတော့ဒီမှာဆိုရင် student တယောက်ကကျွန်တော် messenger ကနေဖုန်းပြောချင်တယ်လို့ပြောတာအချိန်မှာသူက messenger ကတော့ကျွန်တော်တို့စီမှာ sport မလုပ်ထားပါဘူးဒါပေမဲ့ဒီ chat မှာရေးပြီးတော့ဆက်သွယ်နိုင်မှာကျွန်တော်တို့စိတ်ဝင်စားသူ့အနေနဲ့လို့ handle လုပ်ပေးနိုင်တယ်ဗျာပြီးတော့ဒီမှာဆိုရင်ဒါဆို AI လို့တော့ထင်စရာမရှိဘူးဗျာ sorry ကျွန်တော်မှင်နေနဲ့ဖြတ်တာနာမည်ဗျာ sorry နာမည်ရှင်ကျွန်မရှင်းပြအောင်ပြီးနေလို့ပါဘယ်အကြောင်းသိချင်လဲရှင်နိုင်ငံတစ်ခုကိုတင်တယ်ဘာသာရပ်တစ်ခုဒါမှမဟုတ်ကွန်ကြစီလိုအပ်ချက်တွေမေးလို့ရပါအဲ့လိုတွေဟန်တွေလုပ်ပေးနိုင်ရဗျာဒီမှာဆိုရင်ကျွန်တော်တို့တိတ်ကောင်းတာပေါ့ရှင်အဲ့နာမည်ဗျာကအစင်သစ်ဖြစ်နေပြီဆိုတော့ကျွန်တော်တို့ဘက်ကကောင်ဆယ်လာကမကြခင်ဆက်သွယ်ပြီးကိုရီးယားတော့လမ်းညွှန်ပေးပါလိမ့်မယ်အိမ်မက်လေးကိုအကောင့်တွေပို့ဖို့တူဟာဗျာအိမ်မက်လေးကိုတူကောင့်တွေပို့ဖို့အခြေလမ်းတူစားလိုက်ကြရအောင်လို့စိတ်ရှိနေရှော့ပေးမှာဒါဆို AI လို့တင်ရမရှိဘူးဗျာပြီးတော့ကျွန်တော်စိတ်ရှိနေစောက်ခိုင်းတယ်ဗျာပြီး motivation စာလေးလည်းပို့ပြီးဗျာပြီးတော့ဒါဆိုရင်ဟုတ်ကဲ့ဗျာထိုင်းအတွက်ကြောင်းတက်ဖို့စိတ်ဝင်စားတယ်ဆိုရင်ခုချိန်မှာကျွန်တော်တို့ရဲ့ profile ထဲမှာထိုင်းအတွက် DJ ချက်လက်တွေမရှိသေးဘူးထိုင်းမဲ့ counselor DJ မေးမြန်းပြီးပြန်လည်ပြချပေးပါလိမ့်မယ်သူမကင်တွင်နေနိုင်တဲ့ကိစ္စတွေဆိုကျွန်တော် counselor ကိုပဲhandle လုပ်ခိုင်းတာပဲဗျာကိုယ်တိုင်မလုပ်ထားသေးဘူး sensitive ဖြစ်တဲ့ဒီ data တွေပေါ့ပြီး Thailand အတွက်တိတိကျကျချက်တွေမရှိသေးဘူးထိုင်းမဲ့ counselor ကိုDJ မေးမြန်းပြီးပြန်လည်ပြချပေးပါလိမ့်မယ်ထိုင်းနိုင်ငံမှာဘယ်လိုတင်တန်းဘာသာရေးစိတ်ဝင်စားလဲပြပြပေးလို့ရမှာ counselor လွှဲပေးလိုက်ပါမယ်နော်ဒီမှာဆိုလေကျွန်တော်တို့စနစ်အောင်10ရက်အောင်ထားတယ်ဆိုရင်ကိုရီးယား University တွေအတွက်ဘေးပတ်ဝေးတွေရနိုင်တယ်ဆိုတော့အတိအကျပြောဖို့ခက်ပါတယ် counselor ဆက်ပြီးတော့တည်ပြီးတော့လောလောဆယ်တင်တဲ့ကြောင်းရောကိုရီးယားအတွက် online info session တွေရှိပါတယ်စိတ်ဝင်စားရင် counselor ဆက်သွယ်ကိုယ့်ရဲ့ပညာရေးချင်းနဲ့ကိုင်းညီမဲ့ University ကိုကြံပြပေးနိုင်ပါတယ်အဲ့လိုဟန်တယ်လုပ်ပေးနိုင်ရဗျာပြီးတော့ဒီမှာဆိုရင်တိတ်ကောင်းပါလေရှင်အဲ့နာမည်ဗျာကိုယ်တိုင်စူးစမ်းခြင်းရှိနေတာအကောင်းဆုံးအစပင်တော့ဒီမှာဒီမှာ counselor မကြခင်ဆက်သွယ်ပြီးကိုရီးယားတော့လည်းညှို့ပေးပါလိမ့်မယ်ခုကစားပြီးအိမ်မက်လေးကောင်းတယ်ပို့တူချင်းနဲ့စလိုက်ရအောင်ဒါပေမဲ့ AI လို့တော့ထင်မှတ်ဆိုင်မရှိဘူးဗျာပြီးတော့ဒီမှာဆိုရင်လေ student ဘက်ဗျာ relay နဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတိတ်နည်းစိတ်ပူနေဗျာ confuse ဖြစ်နေတဲ့အချိန်မှာသူကဟုတ်ကဲ့ဗျာဒီခေတ်မှာငွေလည်နေကိစ္စတွေရှိတတ်တာတော့စိတ်ပူတာလည်းတဘာဝပါပဲဒီဟာအမေနီးနဲ့ဒီ language ကိုဗျာနာမည်ကတော့မြန်မာနိုင်ငံမှာတရားဝင်ပညာရေးအကြံပေးတောင်းတစ်ခုအနေနဲ့လောက်ခံနေတာဖြစ်လို့စိတ်ချယုံကြည်လို့ရပါတယ်ကျွန်တော်တို့ရဲ့ counselor ကိုဆက်သွယ်ပြီးတက်တူကြတဲ့ချက်လက်တွေတက္ကသိုလ်ရဲ့ official information တွေကိုတိုင်းရပြသပေးနိုင်ပါတယ်စိတ်ဝင်စားရင် counselor တွေ့ဆုံဖို့စီစဉ်ပေးလိုက်ရမှာအဲ့လိုတွေဗျာအဲ့တော့ဒီအဆောင်းကျန်နေဗျာခုအနေနဲ့ကိုယ့်ရဲ့ဒီ business မှာနောက်ကြမကြံခဲ့ခြင်းတော့ဆိုရင်ကျွန်တော်တို့ AI အနေနဲ့ဖြည်းဖြည်းချင်းစားထိုးအောင်လိုရတယ်ဗျာ AI ကကျွန်တော်တို့ထက်ကမေးနေမေးကုန်တယ်ကျွန်တော်တို့ကအားစားတစ်ခုတေချာလေးပြန်ဖြည့်ပေးနိုင်တဲ့အားစားတစ်ခုကိုကျွန်တော်တို့ရှာပြီးတော့အဲ့အားစားနဲ့ဖြည့်ရှင်းမယ်ဆိုရင်သုံးအောင်အဆင်ပြေတယ်ဗျာ Okay မိတ်ဆွေတို့ဒီ output တွေကြည့်ရင်လည်းမိတ်ဆွေတို့သိနိုင်တယ်ဗျာမိတ်ဆွေရဲ့ business မဟုတ်ရင်မိတ်ဆွေတို့ရဲ့ဒီonline shop ဖြစ်ဖြစ်အဲ့လို messenger ကနေအဓိကလုပ်နေရတဲ့ business တွေဆိုရင်ကျွန်တော်တို့ AI နဲ့အမြဲတမ်းပေးနေတဲ့မိကုံတွေကိုကျွန်တော်တို့ဒီလိုမျိုးဟန်နေလုပ်ပြီးတော့ကန်တွေရောလို့ရတယ်ဗျာအဲ့တော့မိတ်ဆွေတို့အနေနဲ့နောက်ကြမကြိုင်ခဲ့တဲ့တော့ဗျာ AI နဲ့
တော်တော်လေးလေးကြမ်းနေပြီဗျပြီးတော့ကျွန်တော်စီမှာဒီလိုမျိုးservice တွေနဲ့ပတ်သက်ပြီးတော့သေးသေးသိရင်ကျွန်တော်ရဲ့ဒီ description မှာချထားတဲ့ link ရတယ်လာရောက်စုံစမ်းလို့ရပါတယ်ကျွန်တော်စီမှာအဲ့လိုမျိုး auto reply ပြန်ပြီးတဲ့ AI agent တွေမှာမဟုတ်ကျွန်တော်တို့မျိုး premium ဆန်တဲ့ animation 3D website တွေကိုလည်းကျွန်တော်စီမှာ service တွေကျွန်တော်စီမှာလာအပ်လို့ရတယ်ဗျာပြီးတော့ကျွန်တော်တို့ဒီလို website မျိုးတွေပြီးတော့ဒီလို website မျိုးတွေဗျာအဲ့လိုမှမဟုတ်မိတ်ဆွေတို့ကကိုယ့်ရဲ့ business မှာကိုယ့်ရဲ့ business ထဲမှာရှိတယ်ကိုယ့်ရဲ့ business မှာကျွန်တော် AI နဲ့ဘယ်လိုနေရာတွေမှာစားထိုးလို့ရတယ်ပြီးတော့ကျွန်တော်ဘက်ကဘာတွေလုပ်ပေးနိုင်လဲဆိုတာကျွန်တော်လည်းအသေးစိတ်ဆွေးနွေးခြင်းတော့ကျွန်တော်ရဲ့ဒီ description link ရတယ်လာရောက်မြင်မြန်လို့ရတယ်ဗျာဒီမှာဆိုရင်ကျွန်တော် Telegram အကောင့်ကိုထားရိုက်သွားပြီးတော့မြင်မြန်လို့ရတယ်ဗျာအဲ့ဒါလည်းကျွန်တော်ဘက်ကမိတ်ဆွေတို့နဲ့စကားတိကျပြောပြီးတော့ကျွန်တော်ဘက်ဘာတွေလုပ်ပေးနိုင်လဲဆိုတာပြီးတော့မိတ်ဆွေတို့ဘက်ကဘာတွေလုပ်ရနေလဲဆိုတာကျွန်တော်တို့အသေးစိတ်ပြောပြီးတော့မှလုပ်ဆောင်ရမယ့်ကိစ္စတွေဗျာအဲ့တော့ကျွန်တော်ရဲ့ဒီ link ကနေမှာတစ်ဆင့်ကျွန်တော်လာရောက်ဆက်သွယ်မိပြန်လို့ရပါတယ်ပြီးတော့ကျွန်တော်ရဲ့ portfolio ကကျွန်တော်နှစ်လအတွင်းနဲ့ကျွန်တော်ဒီ production app ကိုကျွန်တော်ပေးလုပ်ခဲ့တယ်ဗျာကျွန်တော်တယောက်တည်းဒီ app ကကျွန်တော်တို့e-commerce တွေအတွက်ဗျာ order တွေ product တွေပြီးတော့ payment verification တွေအကုန်လုံးကျွန်တော်အနေနဲ့ဒီ app ထဲမှာပါတယ်ဗျာပြီးတော့ဒီကောင်ကကျွန်တော်တို့ counseling agency တွေပြီးတော့ education center တွေ language school တွေအတွက်လုပ်ထားတဲ့ app ဗျာဒါဆို client တယောက်ပဲကျွန်တော်ကိုဒါပြီးအပ်တာဗျာဒီနှစ်ခုကိုဒီ app နှစ်ခုကိုကျွန်တော်နှစ်လတည်းနဲ့ကျွန်တော်တယောက်တည်းပေးလုပ်ခဲ့တာဗျာအဲ့တော့မိတ်ဆွေတို့အနေနဲ့အသေးသေးသိချင်ကျွန်တော်ရဲ့ဒီစုံစမ်းမေးမြန်းခြင်းကျွန်တော်ရဲ့ဒီ description မှာမဟုတ်ရင်ကျွန်တော်ရဲ့ channel ရဲ့ description မှာ description အတင်ရနေပါလာရောက်မေးမြန်းလို့ရပါတယ်ကျွန်တော်စီမှာတခြား service တွေရှိတဲ့အတွက်စကားတိကျပြောပြီးတော့ကျွန်တော်တို့လုပ်သွားလို့ရတယ်ဗျာအဲ့တော့အားလုံးပဲဗီဒီယိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်